ရင်ကိုလွမ်းမိုးထားနိုင်တယ်စမ်းရည်မိုးမင်းကတယောက်သေးရဲ့ငါတို့အားလုံးရဲ့အသေးကြော်လေးအပြုံးမင်းသားစမ်းရည်မိုးအပြုံးမင်းသားစမ်းရည်မိုးဒီစမ်းရည်မိုးတချင်းလေးကိုကျွန်တော်ဖန်တီးဖို့ကျွန်တော်နှုတ်ထဲမှာကြိုးပြဒီလိုစိုက်ထားတွေ့လားဒါကျွန်တော်စက်ကူးရှိတယ်လို့လေးရေးထားပါဗျာခင်ဗျားတို့လည်းဟိုကိုစိတ်ထဲရှိရတဲ့ရေးလို့ရတယ်ကျွန်တော်တို့ပူကောင်းအောင်လဲခင်ဗျားတို့ရေးနိုင်တယ်ဆိုရင်ကျွန်တော်တို့ပူကောင်းတဲ့တချင်းရပါဗျာဒီမှာတွေ့လား browser တခုတော့တွားပြီးတော့ Gemini လို့ရိုက်လိုက် Gemini လို့ရိုက် okay ဒီမှာဒီအောက်မှာတွေ့လားအပေါင်းလေးပြရဟာမှာ create music ဆိုတာရှိရဲအဲ့ဒါကိုနှိပ်ပြီးစောနာကျွန်တော်လုံးမှာရေးထားကြိုးရေးပြီးတဲ့စာလေးကိုနားလေးကိုပေးချလိုက်ချပြီးတော့ဒီမှာ fast tinky pro ဆိုတာရှိတယ်ကျွန်တော်က tinky နဲ့ပဲအမြဲတမ်းသုံးတယ် tinky သုံးတယ်ဒီကဆန်းလှုပ်လိုက်ရိုက်ဒီမှာနည်းနည်းလေးကြာတယ်တခုပြောချင်တာဟိုလောလောဆယ်မှာတော့ Gemini application မှာမရတယ်ဘူးဗျ website မှာပဲလာပြီးတော့လောက်အောင်ပါဗျာနော်ခဏလေးစောင့်ပေးပြီးတော့ဗီဒီယိုတစ်ပုတ်တစ်ချင်းဗီဒီယိုတစ်ပုတ်ထွက်လာOkay ခဏစောင့်မယ် generate your music တော့အတန်လည်းကတော့ဟို AI တန်နဲ့မတူဘူးတကယ်စိုးထားတဲ့အတိုင်းပဲဟိုတဘာဝလည်းကြားတယ်ပြီးတော့ထွက်လာတဲ့ချင်း quality ကလည်းအရင်ကောင်းတယ်ကွာနောက်ကျရင်အစိုးရတွေပါထမင်းငတ်တော့မလားမသိပါဘူးမင်းတို့ကဒါလေးနဲ့နော်လောက်တယ်အစိုးရတွေပါအောင်လုပ်လို့ရတိလားလိုက်လို့ကြည့်ပါကွာကဲဒီဟာလေးကိုထောက်လိုက်ထောက်ပြီးတော့ဒီမှာစက်တိုက်တယ်ထိုးလို့ရတယ်အပေါ်ဆုံးမှာတွေ့လားစက်တိုက်တယ်ထိုးလို့ရတယ်ပြီးတော့စက်တိုက်တယ်ပြီးတော့ဒီဘက်မှာ share ဆိုတာရှိရတယ် share ဆိုတာဟို TikTok ပေါ်တင်လို့ရတယ်ဟို YouTube မှာတင်လို့ရတယ် Telegram မှာပို့ပေးလို့ရတယ်ကွာကိုမိတ်ဆွေတွေဒီဘက်ဆွန်းတာ download ကိုနှိပ်လိုက်မယ်ဆိုရင်ဒီမှာ video အနေနဲ့ down မလား audio အနေနဲ့ down မလားဆိုမေးတယ်ကြိုက်တာနဲ့ down မှာကွာငါကတော့ video အနေနဲ့ down လိုက်တယ် okay ရတယ်အားလုံးမလိုက်လို့ကြည့်ပါတချင်းတွေလည်းကိုယ်စိတ်ကူးရှိတဲ့အတိုင်းဖန်တီးလို့ရပါတယ်နားမလည်ကိုမမမေးလို့ရပါတယ်စမ်းရည်မိုးပရိသတ်တွေရဲ့အချစ်တော်လေးအပြုံးမင်းသားချော်လေးပါဆွဲမဖွဲကောင်းတဲ့အပြုံးလေးတွေရဲ့ပရိသတ်ရင်ကိုလွမ်းမိုးထားနိုင်တယ်စမ်းရည်မိုးမင်းကတယောက်သေးရဲ့ငါတို့အားလုံး